ရှင်ကန်းတွေကရနိုင်တဲ့ဘဝသင်္ကန်းသားကျွန်တော်တို့ဘလောက်ပဲခန္ဓာကိုယ်အချိုးစားတာနေပါသည်ဘလောက်ပဲတန်ဆွမ်းနေပါသည်ရှင်ကန်းနဲ့ရောက်သွားပြီဆိုရင်ကျွန်တော်တို့ခန္ဓာကိုယ်အချိုးစားလှပတဲ့သူတွေကျွန်တော်တို့ကျမ်းမာတန်ဆွမ်းတဲ့သူတွေကျွန်တော်တွေ့ရမှာအဲ့တော့ကျွန်တော်တို့တားတဲ့သူတွေတွေ့လို့ကျွန်တော်စိတ်သက်ကြမှာလားဒါမှမဟုတ်အနောက်ပြန်လဲခြင်းကျွန်တော်တို့လိုအနေအထားလေးဖြစ်ချင်လုံးလို့တပိုင်းသိနေတဲ့လူတွေရှိသူတို့ကြည့်ပြီးကိုယ့်ရဲ့ဖြစ်တည်မှု motivation ဒီမှာလားဆက်ကြည့်ပါရွေးချယ်မှုတော့မိတ်ဆွေရဲ့လက်ထဲမှာပဲဘဝကြီးမှာလည်းကျွန်တော်တို့တာယာပြည့်စုံအောင်မြင်နေတယ်ဆိုတဲ့သူတွေကိုကြည့်ပြီးတော့ကျွန်တော်တို့စိတ်သက်တွေကြားနေတာတော့ဒါမှမဟုတ်ကျွန်တော်တို့လိုဘဝကိုလိုချင်လို့အသေးအတန်ဖြစ်နေတဲ့သူတွေကြည့်ပြီးကျွန်တော်တို့ဖြစ်တည်မှုကျွန်တော်ပျော်ရွှင်ကုန်ယူနေတယ်အဓိကကိုယ့်ကိုဂုဏ်ယူတတ်ဖို့လိုအပ်ပါတယ်ကိုယ့်ဖြစ်တည်မှုကိုတန်ဖိုးထားတတ်ဖို့လိုအပ်ပါတယ်ကိုယ့်အထက်ကသူတွေမှာလည်းကိုယ့်စိတ်ထဲမှာတာတယ်လို့ထင်တဲ့သူတွေမှာကိုယ်တွေမသိနိုင်တဲ့ negative တွေအများကြီးရှိမီဒီယာပေါ်မှာချို့ကအကောင်းဆုံးအရာတွေပဲချပြdark side တွေအုပ်ထားတာဖြစ်တဲ့အတွက်ကိုယ့်ဖြစ်တည်မှုကိုတန်ဖိုးထားစေချင်ပါတယ်ဒီဗီဒီယိုလေးကတွေးစားတစ်ခုရရင် yes တော့မှပြပါကျွန်တော်ကိုနိုင်ဦးပါကျေးဇူးတင်ပါတယ်